အားလုံးပဲမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေလွန်ခဲ့သော9 ရက်ခန့်ကရရဆက်ဆက်အသက်ခံရ၍ဘဝတစ်ပါးသို့ကူးပြောင်းသွားသောခွေးလေးအားရည်စူးရည်မှန်း၍မေတ္တာဝါဒီကျောင်းတိုက်တွင်မိခိုနေထိုင်သောနွားလေးများဤအဆောင်ဆောက်လုပ်ရာတွင်မတင်ငွေဖြင့်တန်ကမာကြီးတော်ဝါမို့အကျဉ်းနှလုံးသားဂေဟာမိသားစုမှမိမိကိုယ်ပိုင်ဖြစ်သောလက်ဝတ်ရည်နာများကိုရောင်းချ၍အလှငွေ300ကျပ်အဆောက်အဦမှတည်လူဒန်းပါသည်အလူရှင်တန်ကမာကြီးတော်ဝါမို့မိသားစုအသက်ရှည်ခြင်းအနာကင်းခြင်းကျမ်းမာခြင်းချမ်းသာခြင်းအစရှိသောကောင်းကျိုးအိဋ္ဌမင်္ဂလာဖျားဖျားနှင့်ပြည့်စုံပါစေလူရဆန္ဒပြေဝ၍အေးချမ်းကြပါစေဤကုသိုလ်အားကွယ်လွန်သွားရှာရသောခွေးကလေးကြာတိတာရုခေါ်ဆိုနိုင်မှုအလူရှင်များကိုစားအမြတ်တမ်းပေးဝေပါသည်ကြာတိဝမ်းမြောက်နိုင်ပါစေအားလုံးကြာကြသမျှအမြတ်ယူတော်မူကြပါကုန်လောအမြတ်ယူတော်မူကြပါကုန်လောအမြတ်ယူတော်မူကြပါကုန်လောသာဓုပါရရဆက်ဆက်အသက်ခံရ၍ကွယ်လွန်သွားသောခွေးလေးကြာတိတာရုခေါ်ဆိုနိုင်ပြီးမြင်ရမြတ်ရဘုံဘဝဘုံဌာနများမှာခံစားနိုင်ပါစေ